မြေပြီးမှာမင်းကလေးငယ်တယောက်ကမြေခွေးတစ်ကောင်ကိုကယ်တင်ခဲ့တယ်။မြေခွေးကသူမကိုကျေးဇူးတင်ကြလို့ရုတ်တရက်လူသားအဖြစ်ပြောင်းလဲပြီးကြောက်စိမ့်လက်စွပ်တစ်လုံးပေးခဲ့တယ်။နောက်တစ်ခါပြန်တွေ့ရင်ဆူတောင်းတစ်ခုဖြည့်ဆည်းပေးမယ်လို့ကတိပေးခဲ့တယ်။အချိန်ကြာလာပြီးမင်းကလေးငယ်ကစူမီတောက်ဆိုးရဲ့အကြီးဆုံးသမီးဖြစ်လာခဲ့ပြီးမြေခွေးဘရင်ရဲ့ဇနီးတစ်အဖြစ်ရွေးချယ်ခံရတယ်။မင်္ဂလာနေ့မှာတော့သူမရဲ့ရက်ဆက်တဲ့လက်ထက်ဖော်နဲ့မိခင်မရွယ်ကအကွက်ဆင်ခဲ့ကြတယ်။ကြွားကိုကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့သူမကိုမြေခွေးဘရင်အတွက်ပူဇော်ရန်တစ်သားထဲမှာတောက်ခတ်ခဲ့ကြတယ်။မြေခွေးကူလဲကိုပို့ခံရတဲ့အခါသူမတစ်သားတွေကလမ်းထွက်ပြီးလမ်းလွဲလမ်းမနဲ့လှပတန့်ရှင်းတဲ့ယောက်ျားတစ်ယောက်ကိုတွေ့ခဲ့တယ်။သူကသူမလိုအလားတရားမျိုးဆိုရင်ပူဇော်ဖို့တန်တယ်လို့ပြောတယ်။ထို့နောက်သူကကိုယ်တိုင်မြေခွေးဘရင်စီကလွတ်မြောက်လာတာလို့ပြောတယ်။သူ့ရဲ့လက်သေးတွေကအန်ဒီရဲ့အလုံးရှိတယ်လို့ဆိုတယ်။သူမမကြောက်ဘဲမြေခွေးဘရင်ဘာမှရှိတယ်လို့မေးပြီးချက်ချင်းတွေ့ချင်တယ်လို့ပြောတယ်။အဲ့ဒီအချိန်မှာအမဲဘိုးဝတ်ထားတဲ့လူတစ်ယောက်ရုတ်တရက်ပေါ်လာတယ်။အသက်ရှင်လုံးထားလို့တယ်လို့ပြောပြီးသူမသူ့စီပြေးသွားတယ်။အမဲဝလူကသူမကိုဖမ်းဆီးလိုက်ပြီးပထမယောက်ျားကကုညီဖို့စူးစမ်းပေမဲ့မြေပြင်ပေါ်ကိုဖိချခံလိုက်ရတယ်။အမဲဝလူကဓာတ်တလက်ထုတ်ပြီးသူ့ကိုတတ်နိုင်ရင်သစ္စာရှိကြောင်းသက်သေပြနိုင်မယ်လို့ပြောတယ်။သူမဓာတ်ကိုကင်ပြီးတဖြည်းဖြည်းသူ့စီချင်းကပ်သွားကရုတ်တရက်သူမနောက်မှာရှိနေတဲ့အမဲဝလူကိုထိုးတက်လိုက်တယ်။ပထမယောက်ျားကမှောင်နိုင်တဲ့အပြုံးတစ်ခုဖျလိုက်တယ်။သူမအချိန်ကြာပြီးတော့မြေခွေးဘရင်လို့ပြောလိုက်တယ်။ထိုယောက်ျားကမြေခွေးဘရင်အဖြစ်ပြောင်းလဲသွားတယ်။ဒါဟာသူမကိုစမ်းသပ်ဖို့ထောင်ချုပ်တစ်ခုဆိုတာကိုသူမအစကတည်းကသိထားခဲ့တယ်။သူမအရင်ကပေးထားတဲ့ကြောက်စိမ့်လက်စွပ်ကိုထုတ်ပြပြီးဆူတောင်းကိုပြည့်စုံစေလိုက်တယ်။မြေခွေးဘရင်ကသူမကိုမှတ်မိသွားတယ်။သူချိန်ကသူကိုကယ်တင်ခဲ့တဲ့မင်းကလေးငယ်ပဲဖြစ်တယ်။သူမကိုနာကျင်အောင်လုပ်ခဲ့သူအားလုံးအလွန်ပြင်းထန်တဲ့အဖြစ်ပေးမှုခံရစေခြင်းတယ်လို့ပြောချိန်မှာပဲသူကကတိပေးလိုက်တယ်။မြေခွေးတွေကမူလတည်းကလိမ်မယ်ကျွမ်းကျင်ကြတယ်။အမှန်တရားကိုမပြောကြဘူးလို့ဆိုတယ်။ထို့နောက်သူမရဲ့နှလုံးကိုကပားတကောင်စားသုံးနေတာကိုဖော်ပြလိုက်တယ်။ပူဇော်ပွဲလုပ်ခဲ့တဲ့မိမကြီးကအသက်ရှည်အောင်လုပ်တဲ့ချိန်စာတစ်ခုထည့်ထားပြီးသူမရဲ့စွမ်းအားကအဲ့ဒီမိမကိုပြန်လဲထောက်ပံ့နေခဲ့တယ်။သူမဘလို့ပဲဖြစ်ဖြစ်တေးရမယ့်အခြေအနေဖြစ်နေပြီလို့ပြောတယ်။မြေခွေးဘရင်ကသူမကိုအဆုံးသတ်တော်မယ့်အချိန်မှာသူမရဲ့သွေးတစားသူ့လက်ပေါ်ကျလာတယ်။ထိုခဏမှာပဲသူမမှာရှားပါးရဲ့တန့်ရှင်းတဲ့ဝိညာဉ်ရှိကြောင်းသိသွားတယ်။သူမကိုမတတ်တော့ပဲလက်စားပြီးဖို့ကူညီပေးမယ်အသက်ရှင်နေခွင့်ပေးမယ်လို့ကတိပေးခဲ့တယ်။အရာအလုံးပြီးဆုံးအောင်စရင်ရှိန်ကိုအချိန်ပေးမယ်လို့ဆိုတယ်။သူကမြေခွေးအခြေခံစွမ်းအားကိုသူမခန္ဓာထဲလွှဲပြောင်းပေးလိုက်တယ်။သူမသူ့စိတ်သဘောထားပြောင်းလဲသွားတာကိုသတိထားပြီးဘာကြောင့်ကူညီနေတာလဲလို့မေးတယ်။သူကကျေးဇူးတရားကြောင့်ပါလို့ဖြေတယ်။သူ့ရဲ့မှောင်တိုက်တဲ့ဆွဲဆောင်မှုကိုမြင်တော့သူကိုလိုက်ပေးအပ်လိုက်တယ်။သူကသူမကိုနီးနီးကပ်ကပ်ထားခဲ့တယ်။အရင်တုန်းကတေးစေနိုင်တဲ့မိုးကြိုတန်ခံထားပြီးသူမနဲ့ကန်ဆုံခဲ့တာဖြစ်တယ်။တရားတွေကုသပြီးဖြစ်ပေမဲ့စွမ်းအားအဖြစ်ဖျံရဖို့ဆိုရင်သူမရဲ့ဝိညာဉ်ကိုစုပ်ယူရမယ်။သူမရဲ့နှလုံးမှာလက်စားချီးလိုခြင်းစိတ်စိုက်ထားခဲ့ပြီးဝိညာဉ်ကမနှုံတဲ့အားဝဲနေခဲ့တယ်။လက်စားချီးပြီးသွားရင်သူမရဲ့ဝိညာဉ်ကိုအပြည့်အဝစုပ်ယူပြီးကိုစွမ်းအားကိုပြန်လည်ရရှိနိုင်တယ်။နောက်တနေ့မှာသူမရဲ့ပခုံးပေါ်မှာမွေးပါးရအမှတ်တစ်ခုကိုတွေ့ကရာစုများစွာအကြားသူ့ကလေးဘဝနှိမ့်ဆွေဆိုတာသိသွားတယ်။